ကောင်းကင်မြေကြီးတစ်ခွင်သက်ရှိသူပေါင်းတို့တဲ့ချင်းဆိုကယ်တင်ရှင်ယေရှုကြွလာပြီကဘာလောကသားဝမ်းမြောက်စေဖို့တပါးတဲ့တော့တော်စွန်းတော်မူတည်တိုင်းအဲ့လိုတော့ချရလာမောင်သူတွေကအလင်းပေးဖို့စင်ကြွခဲ့သူဆိုညချင်များတဲ့ကဝေတော်နဲ့ရွေးဝဲသူသူကလည်းလင်းရှိကဦးဆောင်တယ်ပြင်းမကဲချူသူဝမ်းမြင်တော့ကဲတရှိယေရှုလွန်မြောက်ခြင်းလေးဆုံးတိုင်းဆုံးစံတဲ့ကြည်မြတ်တာရတိတိုင်းဝမ်းမြင်တော့ကဲတရှိယေရှုချီးမွမ်းနေမယ်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 ဒီနေ့ရနိုင်ဝမ်းမြောက်ခြင်းနဲ့ကြိုးစိုးကောင်းငင်မြစ်ကြီးခရစ်သက်ရှိသူပေါင်းတို့ချင်းဆိုကဲတရှိယေရှုကြွလာပြီဘာလောကသားဝမ်းမြောက်စေဖို့တပါးဒီတော့တာတော့စွန်းတော်မူသည့်တိုင်းအဲ့ဒါလောက်ကြောင့်ချေရလားမောင်သူတွေကလင်းပေးဖို့စင်ကြွခဲ့သူဆိုညချင်များတဲ့ကအသွေးတော်နဲ့ရွေးဝဲသူသူကြတဲ့လေးရှိကဦးဆောင်တယ်အပြင်းမကဲချူသူဝမ်းမြင်တော့ကဲတရှိယေရှုလွတ်မြောက်ခြင်းလေးနဲ့ဆုံးတိုင်းဆုံးစံတယ်ကြည်မြတ်တာရတိတိုင်းဝမ်းမြင်တော့ကဲတရှိယေရှုချီးမွမ်းနေမယ်ရှိကဦးဆောင်တယ်အပြစ်မကဲချူသူဖွာမြင်တော့ကဲတရှင်ယေရှု